ဈေးချလိုက်ပြီနော်ကဲတဲလေးတို့အားလုံးပဲမင်္ဂလာပါနော်ဟောဒီ video file ကိုတွေ့ပြီဆိုရင်တော့ share ထားလိုက်တော့နော်တဲလေးတို့တွေအခုဆိုရင်မတ်စာဦးကနေပြီးတော့ share ထိုးထားတယ်နော်နှလုံးလေးထိုးထားတယ်မနေ့ကထိုးထားတယ်မပေါက်ဘူးဒီနေ့လည်းထိုးထားတယ်ပေါက်မှာမဟုတ်ဘူးနှစ်ဖက်လည်းထိုးထားတယ်ပေါက်မှာမဟုတ်ဘူးနော်ပေါက်ပြီဆိုရင်တဲလေးတို့တွေပြေးမယ်နော်အခုဆိုတော့အိမ်မက်တွေအခုတော့မကောင်းဘူးနော်ကဲတဲလေးတို့အခုပြချင်တာဘာလဲနော်မတ်စာဦးကတဲလေးတို့lucky ပြချင်တာဒီပါနော်ကဲချက်နေနော်ချက်နေရဆိုတော့8ကြီးပါနော်8ကြီးနော်အကြီးကြီးပဲနော်ဈေးဝယ်ထွက်မလားshopping ထွက်မလားတော့ဘယ်တော့လဲနော်စစ်ပြေးမလားတော့အရေးပေါ်ပြေးသလားအဝတ်ချော်ရှင်းထားမလားကလေးချီထုတ်ထည့်မလားပြည့်တော့အကုန်ထည့်လို့ရတယ်နော်ကဲစူတော့နော်ကဲနော်အပြင်သွားမယ်ဒွယ်ရမှုမယ်ဟောတခါတည်းထည့်လို့ရတယ်နော်ချင်းရဆက်နော်ကဲဂျင်ဆိုရင်လည်းပူတယ်ရက်ခတ်လို့ရသေးတယ်ရက်ခတ်လို့နော်ရက်တောင်လဲဆက်တော့ကဲနော်ဟောစပင်းဖြောင်းလားနော်စပင်းဖြောင်းဆက်လဲစက်နေနော်ကဲအခုလိုနော်ဂျင်ဆိုရင်လည်းရေသွားကူးမယ်ဆိုတော့ဟောရေကူးပေါင်းပြီးပါစက်သေးရနော်အခုလိုမျိုးချက်နေအိတ်ကြီးနော်ဈေးချလိုက်ပြီနော်100တိနဲ့ပေးမှာနော်တဲလေးတို့နော်အခုရှင်းနော် share တဲ့သူလည်းနော် share တဲ့သူနော်50ပေးမှာနော်ရှင်းတော့နော်ကဲနော်ဒါရောင်းရတဲ့အမြက်တွေအားလုံးကိုနော်မိဘမဲကြရိုက်လို့မဲဘိုးဘိုက်တိုက်တယ်တူမနော်ကဲတဲလေးတို့နော်ရတယ်ကျွန်တော်နော် lucky နော်ချက်နေရတော့ lucky 8ကြီးနော်ကဲနော်အကြီးကနော်အကိတ်နော်မလားနော်အရန်လာနော်အကိတ်လုံးဝအကိတ်နော်တဲလေးတို့ရတယ်ကျွန်တော်နော်အကိတ်လုံးဝအကိတ်လာလုံးဝနော်ချက်နေ